ဆမ်မရဲ့ကနန်းကိုမှဆောင်ရွက်ပြီးအားပေးနေကြတဲ့ဆမ်မရဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါနော်စေတနာရှင်ဆမ်မလေးအကောင့်ကနေပြီးပြန်လဲပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အဖွင့်လာခဲ့ပြီနော်ဒီညနေဆမ်မ3ညပတ်တီတစ်လုံးပေးခဲ့တယ်3ညပတ်တီကိုမှဆမ်မရွေးကွက်3ကွက်ပေးတယ်ရွေးကွက်3ကွက်ထက်ကမှ3ညလေး4 3ညတဲထွက်သွားပါတယ်နော်ဆမ်မရွေးကွက်တွေပေးတိုင်းမှာအမြဲတမ်းအားထုတ်ဖို့တတိပေးတယ်နော်ဒါကိုလည်းဆမ်မပရိသတ်တွေကပြောစရာမလိုပဲသိကြမယ်လို့ထင်တယ်ဆမ်မပေးလိုက်တာက3ည3ညရဲ့3ည4ရဲ့3ည5ရဲ့ဆိုပြီးပေးလိုက်တယ်3ကွက်ထဲရွေးပေးတာနော်3ကွက်ထဲအများကြီးတော့မဟုတ်ဘူးဒီ3ကွက်ထဲကမှ3ည4 4 3ညဆိုပြီးထွက်သွားတယ်ဆမ်မရွေးကွက်တကူအမြဲတမ်းအားထုတ်ဖို့ခဏတတိပေးပါတယ်နော်မအားတဲ့သူကတော့မရပါဘူး3ကွက်ထဲရှိတာကိုမှအားထိုးတဲ့တယ်လို့ထင်ပါတယ်ဆမ်မလည်းအားဖို့တခါတလေကြာရင်လည်းပြောဖို့မေ့သွားတာပေါ့နော်ဆမ်မရဲ့ပထမအကောင့်ကပြတ်သွားတော့ဒီအကောင့်လေးကဖွင့်တာမကြသေးတဲ့အတွက်လူသိနေတယ်ဆမ်မလူဟောင်းတချို့ကတော့ပြန်ပြီးဆမ်မနဲ့ချိန်မိတယ်အခုမှဝင်လာတဲ့လူသစ်တွေကတော့ဆမ်မကိုသိကြအောင်မဟုတ်ဘူးအခုမှဝင်လာတဲ့သူတွေလည်းဆမ်မကြိုးဆိုတယ်ဆမ်မရဲ့အကောင့်လေးကိုဆမ်မတင်သမျှအမြဲတမ်းမြင်နေရအောင် subscribe နှိပ်ထားခေါင်းလောင်းလေးကိုနှိပ်ထားဖို့ပြောတာနော်အသေးလေးလည်းပေးထားပေါ့အသေးလေးတွေပေး comment လေးတွေရေးမင်းတို့ရဲ့အားပေးပါတယ်ဆိုတဲ့စကားလေးကပဲဆမ်မအတွက်ခွန်အားပဲ comment လေးတွေကြည့်လေးဆမ်မကဒါကနန်းရှာခြင်းစိတ်ပေါ်လေးပဲเนาะဆမ်မအခုချိန်ဒီလည်းမအိပ်ဘူးတော်တော်နဲ့လည်းအိပ်အောင်မဟုတ်ဘူးညာဘက်ဆိုရင်ဒါ2ချက်တိ3နိုင်လောက်ထိခါကြရင်ကနန်းရှာဖြစ်တယ်ခါကြရင်အရန်အိတ်ချင်နေရတော့မအိပ်ဖက်နဲ့ဆမ်မရဲ့ပရိသတ်တွေအတွက်စေတနာထားပြီးဆမ်မကနန်းရှာပေးတယ်ဆမ်မကပေါက်ပေးမတောင်းဘူးမှန်မှမခေါ်ဘူးဆမ်မအကောက်မှာဆမ်မအကုန်မြင်ရအောင် free တင်ပေးထားတယ်เนาะအကုန်လုံးလူတကာဝင်ကြည့်ပြီးတော့ထိုးလို့ရပါတယ်စေတနာရှင်ဆရာမမို့မှန်လေးမှအားပေးစကားလေးတွေပဲလိုတာပါဆရာမအမြဲတမ်းမှန်နေမယ်လို့မပြောပါဘူးเนาะလွယ်တဲ့တခါတလေလည်းရှိပါတယ်ဒါပေမဲ့ဆရာမလွယ်ခဲ့ပါတယ်တပတ်မှာဆရာမပြီးတဲ့ကဏ္ဍကိုလိုက်ထိုးတဲ့သူကတော်တော်များအနည်းဆုံးတော့3ချိန်4ချိန်5ချိန်ဒီဝန်းကျင်ကတော့ပေါက်ကြတယ်เนาะအရှင်းမပေါက်ဘူးဆိုတော့လည်းမရှိဘူးခဏလွယ်တယ်ဆိုတော့လည်းမရှိဘူးဆရာမလည်းအမြင်မပေးဘူးတနေ့မှာတခါကြရင်တစ်ချိန်လောက်ပဲတက်ပေးနိုင်တယ်ဆမ်မအလုပ်တင်နေမှာအောင်ခါကြရင်เนาะခါကြရင်အရှင်းမပေးဖြစ်တဲ့နေတောင်ရှိတယ်ဆမ်မရဲ့အရှိဗီဒီယိုတွေပြန်ကြည့်လိုက်ပါเนาะဆမ်မပေးတာတွေဒါတော်တော်များမှန်တယ်ဘယ်ဆမ်မတော့အမြဲတော့မမှန်နိုင်ဘူးလွဲတဲ့ခါလည်းရှိမယ်အဲ့တော့ဆမ်မလွဲသွားခဲ့ရင်လည်းအကုန်လုံးကနားလည်ပေးကြဖို့တော့ဆမ်မကကြိုပြီးတော့ဒါဘယ်လိုပြောရမလဲမြေတားရက်ခဲ့ခြင်းပါပဲပေါ့เนาะဒီညနေအတွက်ဆမ်မရွေးကွက်3ကွက်နဲ့ပတ်တိတစ်လုံးပေးမယ်เนาะတေချာလေးလိုက်မှတ်စိတ်နဲ့မှတ်လို့မေ့မှာဆိုရင်ဘောပိန်နဲ့တေချာလိုက်မှတ်နော်ပတ်တီတစ်လုံးကတော့ဆင်မ6ပတ်တီကိုကြိုက်ပါတယ်6ပတ်တီကိုလည်းကြိုက်တယ်ဆင်မရဲ့ဗုဒ္ဓဦးမကျော်305 break ကလည်းထွက်ဖို့ရှိနေသေးတယ်နော်ဆင်မဗုဒ္ဓဦးမကျော် break ကအမြဲထွက်တယ်နော်ဟိုတစ်ပတ်ကဗီဒီယိုလည်းတစ်ချက်ပြန်ရှာကြည့်ဟိုတစ်ပတ်ကဗီဒီယိုဆိုရင်တနင်္လာအင်္ဂါ2ရက်စလုံးမှာအဲ့ break ကမထွက်တော့ဗုဒ္ဓဦးနေ့ရောက်လာပြီတတိထားပါဒီဟာလေးကထွက်ဖို့ကြံနေသေးတယ်လို့ပြောတဲ့အချိန်မှာဗုဒ္ဓဦးနေ့မှာအဲ့ break ကထွက်သွားတယ်အဲ့ဗုဒ္ဓဦးမကျော်ဆိုမကျော်ဘူးเนาะအခုဆမ်မရဲ့305 break ရှိရ305 break ဆိုတာ3ညကတော့ main break ပေါ့5ကတော့အရန် break ပေါ့အဲ့တော့အခုဆမ်မ6ပတ်ခိုင်းနေဆိုတော့ဒါဟိုဟာရွေးကွက်3ခွက်ပေးရမယ်ဆိုတော့ဒီ break တွေနဲ့ကြိုက်ပြီးပေးရမယ်ဆိုရင်6446ပေါ့เนาะအားဖို့6446ကိုဆမ်မကြိုက်တယ်တစ်ခွက်နောက်တစ်ခါ6996နောက်တစ်ခွက်က6996ဒါဆိုနှစ်ခွက်ရှိသွားပြီเนาะနောက်တစ်ခွက်ကတော့305ပါဒါဒီညနေအတွက်ဆမ်မရဲ့ရွေးခွက်3ခွက်ပါကဲအားလုံးပဲဒေချာရေးမယ်ပြီးဆိုရင်เนาะအောက်ကြပါစေအားလုံးပဲအဆင်ပြေကြပါစေဆမ်မပေးတဲ့ခဏနဲ့အကျိုးပေးပါစေအကျွေးတွေရှင်လဲကြည်ပါစေလို့ဆမ်မဆုတောင်းပေးလိုက်တယ်เนาะ